တစောင်းမုံလာပြီတာမညဖလအခါရောနိတာမညဖလဆိုတာယဟန်ပြုခြင်းရဲ့အကျိုးလို့အဓိပ္ပာယ်ရပါတယ်။ဒါကြောင့်တာမညဖလအခါရောနိဟာလည်းဖျားရှင်ကယဟန်ပြုခြင်းရဲ့အကျိုးကိုဟောကြားခဲ့တဲ့နေ့ပါပဲ။အဲ့ဒီတာမညဖလအခါရောနိဟာဖျားရှင်လက်ထက်တော်ကာလတခုသောတစောင်းမုံလာပြီနေ့ဖြစ်ပါတယ်။တာမညဖလအခါရောနိဖြစ်ပေါ်လာပုံကဒီလိုပါ။အဇာတသက်မင်းသားဟာခမည်းတော်ဗိမိတာရမင်းကြီးကိုတတ်ခဲ့မိတဲ့အချိန်ကစပြီးညစဉ်အိပ်မပျော်တဲ့ယောဂဝေဒနာဆွဲကပ်နေပါတော့တယ်။အလိုလေးနေရောညပါစက်တော်ခေါ်မပြောနိုင်ပါလား။အဇာတသက်မင်းသားဟာအိပ်ဆက်လို့မျက်လုံးစုံမိတ်တဲ့တိုင်းဖခမည်းတော်ဗိမိတာရမင်းကြီးရဲ့ပုံရိပ်ကိုပဲမြင်အောင်လုပ်နေတယ်။ပြီးတော့သူ့ရဲ့မျက်လုံးစုံကိုလှန်ချက်ပေါင်းများစွာနဲ့ထိုးခံရသလိုခံစားရတော့တယ်။အမလေးအစာတသက်မင်းသားအဲ့ဒီလိုအိတ်မပျော်တဲ့ယောဂဝေဒနာကိုစေးသမားတော်မျိုးစုံနဲ့ကုသစေတော်လဲပျောက်ကင်းမှုမရှိဘဲအိတ်မပျော်တဲ့ဝေဒနာပိုလို့ဆိုးလာတော့တယ်။မူကြီးမကြီးတို့ငါကိုတော်မြတ်ရဲ့အိတ်မပျော်ခြင်းဝေဒနာပျောက်ကင်းစေဖို့ဘယ်လိုလုပ်ရပါမလဲ။အကြံဉာဏ်များပေးကြပါဦးကွယ်။မှန်လားပါအဲ့ဒီကိစ္စအတွက်ဒိဋ္ဌိဆရာကြီး6ဦးစီမှာချင်းကပ်မေးမြန်းတင်ပါတယ်အရှင်မင်းကြီးအဲ့ဒီလိုမုမတ်တို့ရဲ့အကြံပေးချက်ရအဇာတသက်မင်းကြီးဟာဒိဋ္ဌိဆရာကြီး6ဦးစီတွားရောက်မေးမြန်းလေတယ်အရှင်ကြီးတို့ကျွန်ုပ်ယခုခံစားနေရတဲ့ဝေဒနာဟာကျွန်ုပ်ပြုတ်ဘူးတဲ့ကံကြောင့်ပဲလား။အိုးဘာကံလဲကံဆိုတာကိုကျုပ်တို့လက်မခံဘူးကံဆိုတာဘာလဲကျုပ်တို့မသိဘူး။အော်အရှင်ကြီးတို့ကကံရဲ့အကြောင်းကိုမသိဘူးကိုဒါဆိုဘယ်လိုအကျိုးကိုမျှော်ကိုပြီးအရှင်ကြီးတို့ယဟန်ပြုကြတာလေယဟန်ပြုခြင်းရဲ့အကျိုးတာမညဖလားရဲ့အကြောင်းရှင်းပြပါလား။အေးဒါကတော့ဟိုဒိဋ္ဌိဆရာကြီး6ဦးစလုံးဟာယဟန်ပြုအပ်ခြင်းရဲ့အကျိုးတာမညဖလားအကြောင်းရေးလဲအောင်မရှင်းပြနိုင်တဲ့အတွက်အဇာတသက်မင်းကြီးဟာဘုံရင်မကျဖြစ်သွားရတယ်ခက်ပြီပဲငါလိုချင်တဲ့အဖြေကိုအဘယ်ပုဂ္ဂိုလ်စီကရနိုင်မှာလဲအဇာတသက်မင်းကြီးရဲ့အခက်အခဲကိုတည်သွားတဲ့သမားတော်ကြီးဇီဝကကအကြံပြုလျှောက်ထားနေတယ်အရှင်မင်းကြီးသိလိုတာကိုဗုဒ္ဓမြတ်စွာဘုရားရှင်ပဲဖြေနိုင်ပါလိမ့်မယ်ဘုရားရှင်ထံသွားရောက်မေးမြန်းသင့်ပါတယ်အရှင်မင်းကြီးအဇာတသက်မင်းကြီးဟာသမားတော်ကြီးဇီဝကရဲ့အကြံပြုချက်အရမြတ်စွာဘုရားသတင်း300ရာဇဂိုမြို့အနီးကတရက်ဥယျာဉ်တော်စီတစောင်းမုံလာပြီးညချမ်းအခါမှာအဖူးမြော်တွားရောက်တော့တယ်အဲ့ဒီလိုတရက်ဥယျာဉ်တော်စီအသွားနန်းမြို့ယူအရှိဘက်တကားဝမှာထွက်ခွာလာရာတောရိပ်တောင်ရိပ်တိရိပ်တွေဖုံးလွှမ်းအမောင်ကျနေတဲ့အတွက်လိုက်ပါလာသူတက်တော်ဆောင်စစ်သည်တွေဟာမီးရှူးမီးတိုင်ကိုစီထွန်းကြီးကင်ဆောင်သွားကြတယ်မီးရှူးမီးရောင်ကိုဘောယာနာအားဖြင့်တစောင်းလို့ခေါ်တဲ့အတွက်မီးရှူးမီးတိုင်ကိုတစောင်းတိုင်လို့ခေါ်ဝေါ်ကြတယ်အဲ့ဒီအချက်ပေါ်အမိပြုလို့ယနေ့အထိတစောင်းမုံလာပြီကာလမှာတစောင်းတိုင်မီးထွန်းပွဲတော်ကြီးကျင်းပခဲ့ကြတာဖြစ်တယ်ဘုရားရှင်ထံအဖူးမြော်ရောက်တယ်ဆိုရင်ပဲအဇာတသက်မင်းကြီးဟာသူပြုဘူးခဲ့တဲ့အပြည့်အတွက်ဝင်ချလျှောက်ထားပြီးယဟန်ပြုခြင်းရဲ့အကျိုးတာမညဖလားအကြောင်းဟောကြားပေးဖို့လျှောက်ထားနေတယ်။တာမညဖလားအကြောင်းဟောကြားပေးတော်မူပါဗျာ။တကားတော်မင်းကြီးယဟန်ပြုခြင်းရဲ့အကျိုးတာမညဖလားကအကျိုးတရား73ပါးရှိပေ၏။ဒီလိုနဲ့မြတ်စွာဘုရားဟာတာမညဖလားတုတ်တော်ကိုဟောကြားတော်မူလေတယ်။ဧဝံမေတုတံဧကံတမယံဘဂဝါရာဇဂဟေဝိဟာရတိ